Hello guys ဇီယိုလက်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့တောင်းဆိုမှုကြောင့်ကြိုက်တာတွေအကြောင်းမဟုတ်ပဲဒွန်းအကြောင်းလေးလာမိလောက်ပြောပြပေးသွားမှာပါဒွန်းကဖရန်ဟာဘက်ရေးသားခဲ့တဲ့တိတ်ပံစိတ်ကူးရင် sci-fi လောကမှာ Law of the Ring လို့တောင်တင်စားရလောက်တဲ့အရေးပါတဲ့လက်ရာတစ်ခုပါဒွန်းကရိုးရိုးတိတ်ပံစိတ်ကူးရင်ဇလန်တွေထပ်ပို့ပြီးနိုင်ငံရေးတဘာဝပတ်ဝန်းကျင်နဲ့လူသားတွေရဲ့အတီးစိတ်အကြောင်းတွေကိုလက်နက်ရှိုင်းဖော်ပြထားပါတယ်ဒွန်းကစာအုပ်6အုပ်အထိရှိပါတယ်ဒါပေမဲ့1965မှာပထမဆုံးထွက်ခဲ့တဲ့ဒွန်းစာအုပ်ဟာအကျော်ကြားဆုံးနဲ့စုပေါင်းများစွာရရှိခဲ့တဲ့စာအုပ်ပဲဖြစ်ပါတယ်။စာအုပ်6အုပ်လုံးကိုအစဉ်လိုက်ပြောပြရရင်နံပါတ်1ဒွန်း1965နံပါတ်2ဒွန်းမဆိုင်ယာ1969နံပါတ်3ချီရန်ဆော့ဒွန်း1986နံပါတ်4 Ghost Emperors of Dune 1981နံပါတ်5 Heretics of Dune 1984နံပါတ်6 Chapter Half Dune 1985လို့ပဲဖြစ်ပါတယ်။ Dune ဟာမူဗီအနေနဲ့အခုလိုအောင်မြင်မှုရဖို့ဆယ်စုနှစ်ချီပြီးရုန်းကန်ခဲ့ရတာပါ။ဒါပြင် Dune ဟာရုပ်ရှင်လောကမှာရိုက်ကူးဖို့မဖြစ်နိုင်တဲ့ကျိန်စာတင်စာအုပ် The Infinity Course လို့တောင်နာမည်ကြီးခဲ့တာပါ။နံပါတ်1အိမ်မက်ဆိုဖြစ်ခဲ့ရတဲ့အစ1980ခုနှစ်တွေတုန်းကဒရိုက်တာ Alejandro Jodorowsky ဟာ Dune ကို14နာရီကြာမဲ့ဇာတ်ကားအဖြစ်ရိုက်ကူးဖို့စ조사ခဲ့ပေမဲ့ပတ်စံနေတာကုန်ပြီးမူဗီကတော့ထွက်မလာနိုင်ခဲ့ပါဘူး။နံပါတ်2 1984ရဲ့ရုန်းကန်မှုဒရိုက်တာ David Lynch ရိုက်ကူးခဲ့တဲ့ Dune 1984ဟာလည်းထွက်လာတဲ့အခါဝေဖန်မှုတွေခံခဲ့ရပြီးငွေကြေးရင်းမှလည်းရှုံးနိမ့်ခဲ့ရပါတယ်။နံပါတ်3အောင်မြင်မှုစီတို့လမ်းကြောင်း2021အရောက်မှာတော့ဒရိုက်တာ Denis Villeneuve ဟာကျိန်စာကိုကျော်လွန်ပြီးတကမ္ဘာလုံးကအသိမှတ်ပြုရလောက်အောင်မြင်စွာရိုက်ကူးနိုင်ခဲ့ပါတယ်။သူရိုက်ကူးသမျှရုပ်ရှင်တွေဟာဘာကျူတွေပိုင်းမှာအရန်လှပတယ်လို့Sound design မှာလည်းအရင်အားကောင်းတာကိုတွေ့ရပါတယ်။ဒီနေ့အတွက်လည်းလွယ်လွယ်ကူကူနဲ့အောင်မြင်ခဲ့တာမဟုတ်ပဲသူ့ရဲ့စူးစမ်းအားထုတ်မှုများစွာကိုလည်းတွေ့ရပါတယ်။မူဗီထဲမှာပါဝင်တဲ့ Oni တောက်တာလို့ခေါ်တဲ့ရှင်ပြန်တွေကိုသူကအရာကိရဲ့ယာဒီဥတုမှာလည်းအသုံးပြုနိုင်ရမယ်။ပြပကဘာမှာလည်းရှိတဲ့တက်ရှိတက်တော်တစ်ကောင်ရဲ့အတွင်ပြင်ကိုလည်းလိုချင်တာကြောင့် Dragonfly တနည်းအားဖြင့်အစင်းတစ်ကောင်ရဲ့အတွင်ပြင်ကိုယူကာဒီဇိုင်းရေးဆွဲခဲ့တာပါ။ဒါပြင်ပိုပြီး reality ဆန်ကျင်တာကြောင့်ရှင်ပြန်တစ်စင်းလုံးကို CGI မတုံးမဲ့အလေးချိန်12တန်လေးတဲ့တန်တယ်တွေနဲ့အပြင်မှာတိဆောက်ပြီးရိုက်ကူးခဲ့တာပါ။ဒါပြင် combat တိုက်ခိုက်တဲ့အခန်းတွေမှာလည်းလက်တီးထိုးချက်ဓာတ်ခုတ်ချက်တွေကိုအပို sound effect တွေမတုံးမဲ့ရိုက်ကူးပြထားတာဟာတင်ကိုယ်တိုင်ဘေးမှာထိုင်ကြည့်နေရတဲ့ခံစားချက်ကိုရစေပြီးဇလန့်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်မတိလိုက်ခင်မှာပဲနေဝင်နေမိပါပြီ။စမ်းဝမ်းတွေကိုဖန်တီးပုံဖော်ထားရမှာလဲအန်ရကြီးမှုနဲ့ခမ်းနားမှုနှစ်ခုကိုတစ်ချိန်တည်းမှာပဲခံစားရစေပါတယ်။အပိုလိုမရှိရိုက်ကူးပြနိုင်ခဲ့တာကြောင့်ပဲဆယ်စုနှစ်တစ်ခုကြာခဲ့တဲ့ကျိန်စာကိုရိုက်ချုပ်ပြနိုင်ခဲ့တာပါ။ရှေ့မှာလည်းဒီစကားတွေကPaul Atreidesဆိုတဲ့ကိုက်တာအကြောင်းပြောပြထားတဲ့ဗီဒီယိုလေးရှိတာမို့မကြည့်ရသေးဘူးဆိုရင်တွားကြည့်ဖို့အကြံပေးပါရစေ။ဒီလိုကိုက်တာတွေအကြောင်းစိတ်ဝင်စားတယ်သိကျင်နေဆိုရင်အမြဲတင်ပေးနေမှာမို့ channel လေးကို like and subscribe လုပ်သွားပေးပါ။တင်တမျှသိရအောင်လဲခေါင်းလောင်းလေးကိုနှိပ်သွားပေးပါ။ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။